အဖွားတို့ကလမ်းမပေါ်မှာရုတ်တရက်မိလဲသွားခဲ့တာဖြစ်ပါတယ်။ဒါကိုမြင်လိုက်တဲ့ကောင်မလေးကစစ်ဆေးဖို့အတွက်အမြန်ရှိကိုတက်သွားခဲ့ပါတယ်။သူမအဖွားပေါ်လက်တင်လိုက်တဲ့အခါစွမ်းအားလိုင်းတစ်ခုဟာအဖွားရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။မကြခင်မှာပဲအဖွားကိုတတိပြန်လဲလာခဲ့ပါတယ်။သူမဟာကောင်မလေးကိုကျေးဇူးတင်ကြောင်းပြောဖို့လက်ဆောင်တစ်ခုထုတ်ပေးရုံသာမကသူမကိုကိုယ်တိုင်အိမ်ပြန်လိုက်ပို့ချင်ခဲ့တာဖြစ်ပါတယ်။ကောင်မလေးကသူမဟာမိဘမဲ့ဖြစ်ပြီးအိမ်မရှိကြောင်းပြောခဲ့ပါတယ်။စင်းရဲတဲ့ကောင်မလေးကိုမြင်လိုက်တဲ့အခါအဖွားကသူမကိုမွေးစားဖို့ချက်ချင်းဆောင်ချက်ခဲ့တာဖြစ်ပါတယ်။အိမ်ရောက်ပြီးနောက်အဖွားဟာကောင်မလေးကိုလှပတဲ့မင်းသမီးဝတ်စုံအဖြစ်ပြောင်းလဲပေးရုံသာမကမိသားစုဝင်တွေကိုကောင်မလေးကိုမိတ်ဆက်ဖို့မိသားစုဓာတ်ပုံတစ်ပုံကိုလည်းထုတ်ယူခဲ့တာဖြစ်ပါတယ်။သို့တော့အဖွားကသူမရဲ့တားငယ်ကိုမိတ်ဆက်တဲ့အခါသူမရဲ့မျက်နှာအမူအရာဟာရုတ်တရက်အယံဝမ်းနေသွားခဲ့တာဖြစ်ပါတယ်။တားငယ်ဟာမတော်တဆမှုတစ်ခုကြောင့်ခြေထောက်ဒဏ်ရာရခဲ့ပြီးအဲ့ဒီအချိန်ကစပြီးပြန်မထနိုင်တော့ဘူးဆိုတာသိလိုက်ရတာဖြစ်ပါတယ်။အဖွားကိုအယံဝမ်းနေနေတာကိုမမြင်ချင်တဲ့အတွက်ကောင်မလေးဟာဆေးတစ်ခွက်ကိုသူမရဲ့အကိုကြီးအခန်းထိတည်သွားခဲ့တာဖြစ်ပါတယ်။မမျှော်လင့်ပဲအကိုကြီးကလေးတစ်ခုကိုကောက်ယူသူမကိုချိန်ရွယ်ခဲ့တာဖြစ်ပါတယ်။သူမပြင်ပလူတီကနှောက်ရှက်တာကိုမလိုချင်ခဲ့ပါဘူး။ကောင်မလေးကသူမဟာဆေးပို့ဖို့ပဲလာခဲ့ကြောင်းပြောခဲ့ပါတယ်။သူမဟာအကိုကြီးကိုပြန်ထစီခြင်းကြောင့်လည်းပြောခဲ့တာဖြစ်ပါတယ်။ဒီစကားကိုကြားတဲ့အခါအင်ငကူကကောင်မလေးကိုအကျယ်ကြီးစုပူခဲ့ပါတယ်။ကောင်မလေးဟာအကိုကြီးရဲ့နာကျင်တဲ့အရာကိုတမင်တကာထိုးနှံနေတယ်လို့သူမထင်ခဲ့တာဖြစ်ပါတယ်။ကောင်မလေးကျဲလောင်းစွာငိုခဲ့တာဖြစ်ပါတယ်။ငိုတန်ကိုကြားတဲ့အဖွားကချက်ချင်းပြေးလာခဲ့ပါတယ်။သူမအင်ကူကိုဘာဖြစ်ခဲ့တာလဲလို့မေးခဲ့တာဖြစ်ပါတယ်။အင်ကူဟာအဖွားကြောင့်အယမ်းကြောက်လန့်သွားခဲ့ပြီးစကားတခွန်းမှမပြောရခဲ့ပါဘူး။ဒီအချိန်မှာအကူကြီးကတစုံတဦးကိုကောင်မလေးကိုအပြင်ကိုခေါ်သွားဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကအကူကြီးကိုစေးတောက်ဖို့မျှော်လင့်ခဲ့တာဖြစ်ပါတယ်။သူမကသူ့ရဲ့ခြေထောက်ကိုကူးတာပေးနိုင်ကြောင်းလည်းပြောခဲ့ပါတယ်။သူမနဲ့ထပ်ပြီးမပတ်သက်ချင်တဲ့အတွက်အကူကြီးမှာစေးတောက်ယုံကလေးလို့တခြားလူချယ်လျာမရှိခဲ့ပါဘူး။အဲ့ဒီနောက်ကောင်မလေးကသူ့ရဲ့လက်ကိုသူ့ခြေထောက်ကိုအမြန်တင်လိုက်ပါတယ်။ဒါပေမဲ့ဘာတုံ့ပြန်မှုမှမရှိခဲ့ပါဘူး။ကောင်မလေးနဲ့အဖွားဟာနောက်တစ်စက္ကန့်ထွက်ခွာတော့မယ့်အချိန်မှာဦးလေးဟာဘင်းတက်ကွလာတိုင်းကနေရုတ်တရက်ထရလိုက်တာဖြစ်ပါတယ်။လူတိုင်းအယံအားတင်ခဲ့ကြပါတယ်။အဖွားကကောင်မလေးဟာဘုရားသခင်စေ့လို့လိုက်တဲ့ကံကောင်းစီတဲ့ကျေပွင့်ဖြစ်တယ်လို့ထင်ခဲ့တာဖြစ်ပါတယ်။လူတိုင်းအဘိုးကိုဒီသတင်းပြောဖို့ပြင်ဆင်နေတဲ့အချိန်မှာကောင်မလေးကခွေးကလေးကိုဝါးနဲ့စွာပွေ့ချီထားတာကိုမြင်လိုက်ရတာဖြစ်ပါတယ်။သူမခွေးကလေးဘိုက်အိုင်နေပြီးရေတောက်ချင်တဲ့ကြောင့်လူတိုင်းကိုပြောခဲ့ပါတယ်။ဒါပေမဲ့အင်ကူကကောင်မလေးကစကားကိုမယုံပါဘူး။သူမခွေးကလေးကိုနေ့တိုင်းတွင်းကုန်ခွေးစားကျွေးနေတာကြောင့်သူ့ခန္ဓာကိုယ်မှာဘာမှမှားနေစရာမရှိနိုင်ဘူးလို့သူမပြောခဲ့တာဖြစ်ပါတယ်။ကောင်မလေးကခွေးကလေးစကားပြောတာကိုသူမကြားနိုင်နေကြောင်းပြောခဲ့ပါတယ်။အဘိုးကကောင်မလေးကသူ့ကိုကျဉ်းနှံ့အောင်လုပ်နေတာလို့ပဲထင်ခဲ့ပြီးသူမရဲ့စကားကိုအလေးမထားခဲ့ပါဘူး။ကောင်မလေးကခွေးကလေးရဲ့ရေအချွတ်ကိုသူမကိုယ်တိုင်တွားယူခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲခွေးကလေးဟာရွှေသစင်းကိုအန်ပို့ထုတ်ပြီးသူ့ရဲ့စွမ်းရည်တွေပြန်လဲကောင်းမွန်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီခါကျမှအဘိုးကကောင်မလေးကိုနားလည်မှုလွဲမှားခဲ့တယ်လို့သဘောပေါက်ခဲ့တာဖြစ်ပါတယ်။အကူကြီးကအင်ကူကိုခွေးပိုက်ထဲမှာရွှေသစင်းကိုဘာကြောင့်ရှိနေရလဲလို့မေးခဲ့ပါတယ်။အင်ကူအရန်ကြောက်လန့်သွားပါတယ်။ဒါပေမဲ့အဘိုးကအရန်ဒေါသထွက်ပြီးအင်ကူကိုမောင်းထုတ်ပေးလိုက်တာဖြစ်ပါတယ်